အဲ့လိုကအဲ့လိုမင်းလာပါကျွန်တော်ကတော့မာကိုမဲလင်ပါဒီနေ့မှာတော့ကျွန်တော်ပရိုဂရမ်ကို3ရက်မှာဖြစ်တဲ့အတွက်ကျွန်တော်က brother တို့ကိုဘယ်စကနေဝယ်တဲ့နဲ့မဝယ်သင့်ဘူးဆိုတော့ကျွန်တော်လာပြပြပေးရပါ EP record ဖောင်းမဲ့ brother အနေနဲ့ကလည်းကြော်တော့လေးရပါတယ်နော်ကျွန်တော်တို့ EP record အကြောင်းမပြောတော့ပါဘူးဆိုတော့ view လေးစလိုက်ရအောင်ပထမတစ်ခုအနေနဲ့ကျွန်တော်တို့တွေအခုမှတက်ထားတဲ့ Benedetta ရဲ့ skin တွေကိုကျွန်တော်တို့ recommend ပေးပါတယ်ဘာလို့လဲဆိုတော့ဒီ Benedetta skin က Benedetta player ရဲ့လည်းအတော်လေးအကြိုက်တွေ့တဲ့ skin တစ်ခုဖြစ်လို့ skin အလှဆိုးရဲ့ player တွေအတွက်လည်းတော်တော်လေးကိုအဆင်ပြေပါတယ်ကျွန်တော်ကတော့ Benedetta player မဟုတ်ပေမဲ့ဒီ skin ကိုတော်တော်လေးကြိုက်တဲ့ထဲတော့ပါတယ်ပေါ့နော်skin effect တွေလည်းပြောပြမလို့အောင်ပဲတော်တော်လေးလှပါတယ် okay ကဒုတိယထိုးအနေနဲ့ကတော့ကျွန်တော်က main player အတွက်ပြပြပေးမှာဖြစ်ပါတယ်အဲ့ဒါဘာကောင်လဲဆိုတာကတော့ကျွန်တော်တော့ revert လုပ်ပေးထားတာမကြသေးဘူးဖြစ်တဲ့ Go ရဲ့ epic skin ပေါ့နော်အဲ့ skin ကကျွန်တော်တို့အခုနောက်ပိုင်း Go ကင်လာတဲ့ player တွေအနေနဲ့လည်းအရန်လိုက်တယ်အရင်တည်းကလည်း Go ကိုသွဲဝင်းကင်လာတဲ့ player တွေလည်းအရန်မိုက်တဲ့ skin တစ်ခုပေါ့နော်လှရတဲ့လည်းပါလို့ကျွန်တော် epic skin နဲ့တော့မတန်ဘူးပေါ့နော်ပြောရမယ်ဆိုရင်အဲ့လောက်ကိုလှပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ recommend ပေးပါတယ်ပြီးတော့ကျွန်တော်တို့ဒီဘာကောင်လဲဆိုတော့တန်ရိုးပေါ့နော်တန်နဲ့ကကျွန်တော်တို့တန်နဲ့မသွားခင်ပေါ့နော်ဒီဒိုင်ဘုံစကွက်တို့တခြားစကွက်စကင်တွေတကောင်းမှမဟုတ်ကျွန်တော်အကြံပေးပါတယ်ပြီးတော့ကျွန်တော်တန်နဲ့ကဒီ Franco Halloween ပေါ့နော် Franco Halloween ကတော့ကျွန်တော်ကဒီအတိုင်းပြပြတာပါဝယ်ခြင်းမလဲဝယ်ပါ point ကတော့ကျွန်တော်တို့ epic skin point တော့မရပါဘူး200ပဲရမှာပါဆိုတော့ဝယ်ခြင်းမဝယ်ကြပါကျွန်တော်ကတော့ဝယ်မှာပါဘာလို့လဲဆိုတော့ကြိုက်လို့ပါဘာလို့ကြိုက်တာလဲဆိုတော့ Franco ရဲ့ skin တွေအားလုံးထဲမှာlegend skin နဲ့ဒီကောင်ကတိုးအရှိဆုံးလို့ကျွန်တော်တို့ state ထင်ရလို့ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ဝယ်ဖို့ကြံပေးပါတယ်ဝယ်ရင်တဲ့ player ရဝယ်ပါမဝယ်ရင်တဲ့ player ရလည်းမဝင်နဲ့ပေါ့နော်ဒါကတော့ကိုယ်ပိုင်ဆုံးဖြတ်လို့ရပါတယ်ပြီးတော့ကျွန်တော်တို့ထပ်ပြောမယ်ဒီ live ဘုံ squad skin တွေမဝယ်ပါနဲ့ပြီးရင် live ဘုံ squad မဟုတ်ပါဘူးတခြား squad skin တွေလည်းမဝယ်ပါနဲ့ဘာလို့လဲဆိုတော့ဒါတွေကကျွန်တော် free ရနိုင်စီတော်တော်လေးများပါတယ်ဘာလို့ရနိုင်နေရှိရလဲဆိုတော့ကျွန်တော် event တွေမှာဆိုရင်တော့10 roll တို့ကျွန်တော်တို့လှည့်တာဆိုရင်တန်းပေါက်ပါတယ်တရားတစ်ခုနဲ့ကျွန်တော်တို့ clean ရဲ့ epic skin ပေါ့နော် clean epic skin က maximum player တွေတော်တော်လေးကြိုက်ကြတဲ့ထက်တည်းပါတယ်ပြီးတော့လှလဲလှရပေါ့နော် Jasper နဲ့တူတယ်လို့ပြောကြတယ်ဗျာတူအောင်တူတော့တူကြောင်းပေါ့နော်ကျွန်တော်ကတော့ recommend ပေးတယ်ဘာလို့လဲဆိုတော့လှလို့ပါ skin effect ကလည်းတော်တော်လေးလှရတဲ့ထဲပါတယ် design ကလည်းဆောင်ရွက်မိုက်ပဲပေါ့ဒါကြောင့်ကျွန်တော် recommend ပေးပါတယ်brother တို့က program ကို event မှာ diamond သွင်းနေတာပဲဖြစ်ဖြစ်ဒါမှမဟုတ် Alpha Legend skin ကိုဖောက်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်စီမှာ diamond လေးကိုဈေးလုံးချိုးသွားတာနဲ့လာရောက်ဝယ်နိုင်ပါတယ်ဝယ်ယူနိုင်တဲ့ Telegram channel link ကိုလည်းကျွန်တော်ရဲ့ pin comment မှာချပေးထားပါမယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးဗျ